အားလုံးမင်္ဂလာပါဒီနေ့ကတော့ချက်တူချက် market ပေးရဒီဘန်ဆူဂျန်ရှင်းမှာရှိတဲ့ဒီအယုတ်တွေကိုကျွန်တော်သွားပြီးတော့ဝယ်ပြီးတော့ဘာတွေရှိလဲဆိုတာရေးပြမှာပါတစ်ချက်တော့လိုက်ကြည့်ပြပါအောင်ချက်တူချက်ကနေဒီလေကားနဲ့တက်ပြီးတော့ဒီကျွန်တော်တို့လမ်းကိုကြော်လိုက်ရင်အနီရောင်အဆောက်အဦကြီးရှိလိမ့်မယ်ပေါ့အဲ့ဒါတော့ဒီဘန်ဆူဂျန်ရှင်းပါပဲသူကဒီ BTS နဲ့ဆိုရင်ဟိုချင်းမှာဆင်းလို့ရအောင် MRT နဲ့လည်းလာလို့ရအောင် MRT ကတော့ဒီလမ်းကူးစရာမလိုဘူးစသရောက်တော့ကျွန်တော်ဒီလမ်းအောက်မှာဆင်းပြီးတော့ဒီအေးလေးဝယ်ရမယ်ပြီးရင်တော့အထဲကိုရိုက်ပြပါမယ်အထဲကိုမသွားခင်ဒီထဲမှာဘာတွေရှိလဲဆိုတော့ဒီ second hand ကျွန်တော်တို့ပစ္စည်းတွေရှိမယ်ပေါ့နော်အဓိကဒီ bandage အင်ကြီးတွေရှိမယ်အယုတ်တွေလည်းရှိမယ်ပေါ့ bandage လို့အလွယ်အိတ်ဒီမင်းကလေးသုံးဆောင်ပစ္စည်းတွေအဲ့လိုတွေလည်းရှိရပေါ့နောက်ပြီးတော့တစ်ခုကျူးစားတာဒီမှာလို့ကျွန်တော်တို့မြန်မာပြည်ကအဲ့လိုဖျားရုပ်ထုဆင်းတုအဲ့လိုပြောရမလဲရှေးအောင်ဆင်းတုပုံစံမျိုးတွေလည်းအများကြီးရှိရပေါ့ဒီစင်ထားတယ်မှာဒါတော့အဖြစ်တော့ဘောလုံးဂျာစီတွေလို့ bandage ဂျာစီတွေပေါ်တယ်ပေါ့ဒါပေမဲ့လို့ဈေးတွေကတော့အဲ့လိုတချို့ဟာတွေလိုပဲ2000 3000လောက်ထိကိုရှိရပေါ့လို့ sneaker second hand တွေလို့ Timberland တွေ Vans တွေ Converse တွေအဲ့လိုကြီးလည်းအများကြီးရှိအောင်အုတ်ထုပ်တွေလည်းရှိတယ်ဒါဆိုရင်ရုပ်ဆိုင်ကတော့ဒီလွာမှာမဟုတ်ဘူးအပေါ်ဆုံးတက်မှာပေါ့အဲ့လိုတက်မှာပေါ့ဒါပေမဲ့အပေါ်ဆုံးတက်ကတော့ဒီကန်တင်းရှိရပါတော့အဲ့အပေါ်ဆုံးတက်ကဒီအောက်လွာမှာရှိရဒါကတော့ဒီကျွန်တော်ပြောတဲ့ဒီဖျားဆင်းစုတွေရှိရဲ့ဆိုင်ပေါ့ဆိုင်နာမည်ကလို့ဘာမာဆိုပြီးရေးထားPharma product ဆိုပြီးတော့အဲ့လိုမျိုးဖျားစင်တွေရောင်းတော့ဒီကနေကျွန်တော်ဆက်တက်ပါမယ်ဆက်တက်ရင်တော့ဒီလွာမှာရုပ်ဆိုင်တွေစတွေ့ရပြီပေါ့အဲ့ဒီကျွန်တော်ရှာတာဒီဆိုင်မဟုတ်သေးဘူးပေါ့ဒီဆိုင်ကနည်းနည်းပဲရှိရအဲ့နဲ့ကျွန်တော်နောက်တစ်လထပ်တက်မယ်နောက်တစ်လမှာတော့ဒီကျွန်တော်ပြောတဲ့ဒီရုပ်ဆိုင်ရှိရပေါ့ဒါကတော့ဒီအင်ကြီးဆိုင်နေဘန်ဒီရှိအင်ကြီးဆိုင်နေဒီတော့မှာကဒါမွေးဖွားရုပ်ဆိုင်တွေ့တော့ကျွန်တော်အရင်ဆုံးမွေးဖွားရုပ်ဆိုင်ကြီးရိုက်ပြပါမယ်တော်တော်များများကိုရှိရပါတော့ဒီမွေးဖွားရုပ်ဆိုင်တွေမွေးဖွားရုပ်ဆိုင်မျိုးစုံ Disney character တွေအမှရှိရပါဒီမှာများသောအားဖြင့်ပေါ်လာတော့ jeans တွေဘောလုံးဂျာစီတွေပေါ်ရပါအဲ့ရနေအဲ့မွေးဖွားရုပ်ဆိုင်တွေ့ရင်ဆက်သွားပြီးရင်ဒီမှာမင်းလေး accessory ဆိုင်လေးမြင်ပြီးဒီဘက်မှာအရုပ်ဆိုင်စတွေ့ပါပြီအဲ့30ဘက်ကဒီ Pokemon ကတ်တွေပေါ့တကက်ကို30နဲ့သူတို့ရောင်းနေဒီဘက်မှာဒါတော့ဒီ 80% off ဒီမွေးဝါရုပ်တွေ use တွေပေါ့နော်မွေးဝါရုပ်တွေဒီဘက်မှာအစုံပဲပေါ့ use တွေရောလို့ new တွေကိုရောထားပါဘယ်လိုလဲတော့ကျွန်တော်လည်းမပြောတတ်ဘူးများတော့အပြင်ဒီအပြင်ဘက်ထုတ်ထားတဲ့ဟာတွေနည်းနည်းဖုန်းတက်တော့ use ပုံစံမျိုးပေါအောင်တယ်ပေါ့ဒီအထဲမှာသူ Pokemon တွေဒီမှာလည်းအဲ့လိုကန်သက်မရှိရပေါ့နော်ကန်သက်မဲဝယ်ပြီးတော့လူမွေးဝါရုပ်တွေနှိုက်လို့ရအောင်စိုက်ကြီးစိုက်သေးအဲ့လိုမျိုးကန်သက်မဲနှိုက်လို့ရအောင်ဒါတော့ဒီ main ကြီးကြိုက်မယ်ထင်ပါတယ်ဒီဘက်မှာတော့ဒီ one piece တွေစာတွေ့ရပြီပေါ့နော် one piece တွေဒီဟာတွေဘူးတွေအများကြီးရှိမယ်ဒီကတော့ဒီ WCS တွေနဲ့ဒီ DHF တွေများတော့ဖြစ်ရှိရပါဒီမှာတခုကောင်းတာလို့ရုပ်တွေတချို့ဟာဆိုတော်သက်တာပေါ့ဒါဒီဘက်မှာဒီအစုံကန်တန်ဒီ Star Wars တွေဒီကျွန်တော်တို့ဒီလိုအထုပ်လေးနေရောင်းတယ်ပေါ့တခုကောင်းတာတစ်ခါလေတချို့ရမ်းရှားတဲ့ရုပ်တွေဆိုတွေ့ရတယ်ပေါ့ဒီကတော့ဒီကန်တန်ဘူးတွေပေါ့အဲ့လိုတက်တလိုင်းကြီးတော့ခွဲပေးထားပါအဲ့လိုလေးဆိုတော့ရှားတာတော့မစိုးဘူးပေါ့ဒီကမှာကဒီ anime လို့ခွက်တီး accessory လေးနောက်ပြီးတော့ဒီညာဘက်မှာတော့ဒီကျွန်တော်ကြိုက် DH တွေပေါ့ DH တွေလည်းကျွန်တော်ဈေးကြည့်လိုက်တော့မစိုးဘူးပေါ့နော်တ
တူကနေသူစီဝယ်ပြောတယ်ဒါပေမဲ့ကျွန်တော်အရင်တစ်ခေါက်သွားတော့ပစ္စည်းတွေမရှိတော့ဘူးအရင်စုံနေတော့ဘူးကျွန်တော်နောက်ဆုံးမှာတော့ကျွန်တော်ပထမဆုံးသွားတဲ့တစ်ခေါက်ဗီဒီယိုထည့်ပေးထားဒါကတော့ဒုတိယတစ်ခေါက်ပထမဆုံးသွားတော့တော်တော်များများကိုပစ္စည်းရှိရပါခုကတော့ပစ္စည်းတိတ်မကြမ်းဘူးဘာလို့လဲမသိဘူးတန်လို့မြန်ဝယ်ရတာမို့ဆိုင်ဖြုတ်မှလာတော့မသိဘူးဒါတော့ဒီတိုင်းဂက်စကားတွေတိုင်းဂက် second hand တွေရှိရတယ်ဒီကနေဆက်သွားရင်ဒီ hot drawing နဲ့ရှိရပါတော့ hot drawing နေဒီ Marvel Legends နေလည်းရှိရဒါတော့ဒီ anime figure တွေပေါ့ Dragon Ball တွေအတူတွေရောထားအောင်အတူတွေရောစစ်တွေရောဒါတော့ဒီ hot အောက်မှာ hot drawing ရှိမယ်ဒါ Marvel Legends ရှိမယ်ဒီဘက်ကတော့ဒီ Kamen Rider တွေလည်းရှိရပေါ့ဒါကျွန်တော်ပြောလို့ဒီလိုအထုပ်လေးနဲ့သူဖယ်ပေးထားတာဒါကတော့ဒီ box လေးရောင်းတော့ဈေးတန်တယ်ဒါဆိုဖုန်းကာဗာတွေရမှာရှိရဖုန်းကာဗာဆိုတကူ10လား20လောက်ရှိရဒီ old model တွေပေါ့ဖုန်း11တွဲဒီဘက်မှာတော့ဒီ8တွေလည်းရှိရဒါကတော့ဒီ rubber ပုံစံမျိုးပေါ့ဒါကတော့စစ်ချိုးပေါ့ကျွန်တော်တွေ့ရတော့ဒီ white force စစ်ချိုးဒီမှာအကောင်ပြည့်ရှိနိုင်တယ်ပေါ့နော်ကျွန်တော်လိုက်ရှားကြည့်ရောလေဒါတော့ဒီ enemy figure box လက်တွေတချို့ဟာရောဈေးတန်နေဒါပေမဲ့တချို့ကောင်တွေရလဲဈေးပိုများတယ်နည်းနည်းမူးသွားမှထင်တယ်ကျွန်တော်လည်းဘယ်ဟိုလက်ရရမလို့ဖြစ်နေရတယ်ဒါတော့ဒီ Frozen Kamen Rider ဈေးရေးမထားဘူးလာတော့လာတယ်ဒီဟာဘာလို့ဒီကောင်ကိုပေါရင်းကြောက်ချင်းခေါင်းလို့ဘာလို့ဝစ်ပေးထားတယ်တော့မသိဒီ Wi-Fi တွေအဖြူကောင်ခဲကောင်အဲ့ဒါနဲ့ကျွန်တော်ဒီဘက်ဒီဆက်သွားတယ်ပေါ့နော်ကျွန်တော်ရှားနေတာမတွေ့သေးဘူးနော်ပထမရောက်တော့ဒီ WCF တွေအများကြီးရှိရပေါ့အခု WCF တွေမတွေ့ဘူးဖြစ်နေကျွန်တော်အဓိကဒီ 1B WCF လာရှာကျွန်တော်ဒီကိုထပ်လာပါပထမတစ်ခါတော့ဒီ WCF တွေတစ်ကောင်69ပဲရှိရပေါ့တော်တော်တန်နေဟို WCF မတွေ့ဘူးပေါ့ကျွန်တော်တွေ့ရ WCF ကလည်းဒီ Kamen Rider WCF တွေဖြစ်နေပေါ့ဈေးတွေလည်းကြီးတယ်300ကျော်400ကျော်ဒီမှာရှိရပေါ့ Kamen Rider တွေအမေကျွန်တော်ကြတဲ့ကောင်လေးလည်းမဟုတ်တော့ရိုင်းမယ်ကိုင်းမဲကြည့်တာဒါနဲ့ဒီဘက်မှာဆက်ကြည့်လို့ဒီလိုပဲ figure တွေပါပဲဒါပေမဲ့ပထမတစ်ခေါက်တော့မဆုံးတာတော့အမှန်ပဲဗျာဒီစီးတော်တော်လေးရော့သွားအစမ်းပထမတစ်ခေါက်က SHF တွေလည်းရှိရဘူးခုက SHF လည်းမရှိတော့ဘူးဘာမှမတွေ့ရကျွန်တော်အဲ့ WCF တွေကြောင်းတော့ပတ်ရှာတယ်ဒါကတော့ဒီ one piece quad တွေပေါ့ဒီဘက်မှာတော့ဒီ catcher အလုံးကြီးရှိရပေါ့ catcher အလုံးကြီးကတော့စုံပဲရွေးတို့လိုမျိုးအဲမှာအကောင်လေးပါမယ်လက်လို့မရတော့ကျွန်တော်ဒီမှာကျွန်တော်ဒီ DH Ninja Stone ကပေါ်လုံးတွေတွေ့ရပေါ့ဒါပေမဲ့အဲ့ဒါတွေအထက်မှာဘာမှမပါမလားဘူးအထက်မှာပါရင်တော့တော်တန်ဘူးတလုံးမှာ30 40ရှိရအဲ့ဒါကျွန်တော်ချာ damn အဲ့ဒါနဲ့နောက်ဆုံး finally WCF တွေ့ရပေါ့ကျွန်တော်မှရှိပြီးသားကောင်လေးနောက်ပြီးတော့ favorite character တွေမဟုတ်ဘူးပေါ့စီးတွေများတယ်ပေါ့ WCF ကအဲ့နဲ့ညလည်းမဝယ်ဘူးပေါ့အဲ့ချာပြီးဒီတိုင်းပဲပြန်လာပေါ့နော်အဲ့တစ်ခေါက်ကတော့အဲ့ရနေပါမှတော့ဝယ်မလာဘူးဒီကတော့ Ultraman နေပါဒီဘက်မှာတော့ဒီကျွန်တော်တို့တူတူ anime figure တွေပဲရှိရ line 3 line လောက်ပဲရှိရဘူးဒီဆန်80နဲ့ဒီ anime figure တွေ phone cover ဒါကတော့ဒီကျွန်တော်တို့ဒီငယ်ရ game boy တွေပေါ့တော်ရင်းရဒီရှိမယ် P2Z တွေလည်းရှိရပေါ့နော် P2 B1Z တွေ game boy တွေတန်တယ်ပေါ့နော်ပြန်ပြီးတော့ retro game တွေအဲ့လိုမျိုးဆော့ကျင်နေရတယ်အဲ့ဒီကတ်တွေပေါ့ဘောလုံးမှာကတ်တွေပိုကီမွန်ကတ်တွေအိမ်မှာဝယ်လို့ရအောင်အချို့ကတ်တွေဆိုဈေးကြီးရဲ့ကတ်တွေတော့သူတို့ဒီမှာရှိရပိုကီမွန်ကတ်တွေကတော့တကယ်30ပါ
တို့ရွေးပြီးတာဖြစ်နိုင်တော့ဒါတော့ဒီ P2 game ကို H-Ball P2 game ကိုဒီဘက်ကတော့ဒီကျွန်တော်ပြောတဲ့ဒီမဲနိုင်လို့ရအောင်အဲ့ဒါအကြောင်းရေးထားတာဒီဘက်ဒါပါပဲဒီဘက် channel တော့ဘာဆိုင်မှပြူဆိုင်ရနောက်ဖြစ်သွားတယ်တရားနေတရားမီဝင်ဆိုင်ရတော့ဒါပဲပြီးပါပြီအဲ့ဒါနဲ့ကျွန်တော်ဒီဘက်ဆက်ရှောင်းဒီဘက်ကတော့ဒီဂျာစီလို့whenဒီဆိုင်ရှိအောင်အဲ့ရနေနှစ်ထပ်သွားလဲဒီရုပ်ဆိုင်ဒီဇိုင်းရှိအောင်ရုပ်ဆိုင်မှာတော့ဒီဟော်ဝီးတွေများတယ်ပေါ့နော်ဟော်ဝီးတွေအဓိကရောင်းတယ်တခြားလို figure တွေလည်းအများကြီးရှိတယ်တော်တော်လေးတော့များတယ်ပေါ့နော်စုံတယ်ဒါပေမဲ့ဈေးလေးတွေတော့ပုံမှန်ပါပဲဒီမှာတော့အဲ့တော့ဒီဟော်ဝီးတွေပါဟော်ဝီးရှာလို့ရတယ်Method လည်းရှိတယ်Method Astro Wine ရှိတယ်Astro Wine ရှိ3900လောက်ဒီ0တော့နည်းနည်းများအဲ့ဒါရှိတယ်ဒါတော့ဒီဆွဲကြိုးတွေလက်စွပ်တွေပတ်20နဲ့ချတယ်အဲ့ရနေအဲ့နာမှာဆိုင်အစ်စ်ဖွင့်တာပေါ့ကျွန်တော်အရင်ပထမတစ်ခေါက်လာတော့အဲ့ဆိုင်မရှိဘူးဒီဆိုင်မှာလည်းကျွန်တော်ကြည့်တယ်ဒီမှာလို့ enemy figure တွေအဲ့လိုအစုံရှိရပါအခု stage တွေရှိရပါဒီ Aquaman life size တွေ scale တွေ14 scale တွေနောက် Luffy Gear 5တွေ1514 13 scale တွေလည်းရှိရအကြိုက်ဆုံးကဒီဆိုင်မှာရှိရဒီကျွန်တော်ဒီ light side iron spy တွေရှိအောင်အဲ့ဒါကြီးအပြင်မှာရှိရတော်တော်လေးမိုက်တယ်အဲ့တော့ဒီအောက်မှာ chopper တွေ light side iron spy ရတော့ဒီမှာကျွန်တော်ရိုက်ပြတာမြည်တွေလည်းလင်းတာတော်တော်လေးလာအဲ့ဒါပါပဲဒီဘက်ကတော့မြင်တဲ့အတိုင်းပဲရောင်းလာတယ်ဒါတော့ဒီဂျာစီပေါ့ဒီဘက်ခန့်ဂျာစီကျွန်တော်တော့ကြလို့ဈေးကြီးလိုက်တာ1900လောက်ဖြစ်တယ်ပေါ့ဒီကောင်ဒါတော့ဒီကျွန်တော်ပထမတစ်ခေါက်တော့ WC ရတွေတွေ့တဲ့ဟာပေါ့အများကြီးပဲတပူးမှာ69ပဲရှိ69ပဲရှိအောင်ပထမတစ်ခေါက်တော့ရှူကာမှမိပါပေါ့ခုကတော့မပါတော့ဒုတိယတစ်ခေါက်မပါတော့တိတ်မပါမှမဟုတ်ဘူးပထမတစ်ခေါက်ကတော့ဒီရုပ်တွေကတော့မြင်တဲ့အတိုင်းပဲအများကြီးပဲပေါ့ပထမတစ်ခေါက်ကကိုကျွန်တော်WC ရဒီတော်တော်များများကိုဝယ်လာပေါ့အဲ့ရတန်လို့ဆိုပြီးအဲ့နာလည်းပါပါတယ်ကျွန်တော်ကသူဆိုမော်ဝဲဝီဒါတော့ဒီ SH Batman นี่ဘာညာအဲ့လိုမျိုးအဆုံးရှိရ Iron Man SH ဒီဒုတိယတစ်ခေါက်ကတော့မရှိတော့ဘူးအဲ့ဒါတွေအကုန်ပြုတ်ထွက်သွားသူတို့ဆိုင်အဲ့တော့ဒီကျွန်တော်ဝယ်ပြီးတော့အချောင်းနိုင်တဲ့ WC ရတွေတော်တော်များများရှိရပါတော့အဲ့တော့ Age တို့တခြားဟာတွေလိုချင်တာဒါပေမဲ့တို့ကဈေးရလို့အဲ့မှာ300လောက်ဖြစ်နေပေါ့အဲ့ကောင်တကောင်အဲ့တော့ကျွန်တော်ဝါနိုကြီးကသာဆိုဝါနိုဖေဂါတွေပဲတိမ်ကြုံဝဲလာမမရတကူကသူက69ပဲရှိရ90 69ပဲအဲ့လောက်ပဲကျန်တဲ့ဖေဂါတွေကကျွန်တော်နောက်ထပ်မှတိမ်နေရအောင်ကျွန်တော်ထပ်သွားတော့မရှိတော့ဘုံလုံးပြောင်းကျန်တဲ့ဟာတွေလည်းတန်နေပေါ့နော်90 69ဒါတော့ဒီချိုင်းဟူဘာရှင်နေရှိမယ်ဒီ A ရှိမယ်ဒီလိုမျိုးကျွန်တော်အဲ့ပြန်သိမ်းခဲ့ရပါဒီကျွန်တော်လိုရင်းနဲ့ H တို့ပါနောက်ပိုင်းရဒီဘာမှမကျွန်တော်မတူစီရကရောရတော့ဈေးကြီးရောရ300ကျော်ဒါတော့ဒီကျွန်တော်ယူခဲ့တဲ့ဟာတွေပေါ့တပူ69နဲ့ပဲမှာချလာတယ်အစ်စ်တွေပေါ့နောက်ပြီး60ကားရလာတာဝါနိုကောင်တွေတော့မြဒီကများတယ်ပေါ့နော်အဲ့ဆိုင်69ဆိုတာနဲ့ရှုံးလာတာပဲအဲ့တော့ဒီ EAS ကိုတော့တော်တော်သဘောကျဒါပေမဲ့ဒီတစ်ခေါက်တော့မရှိတော့နောက်ပြီးတော့ဒီ HD ဒီပုံစံလေးသဘောကျတယ်ဈေးကတော့မြင်နေ300အဲ့နဲ့မဝယ်ဘူးနော်အဲ့တော့ဝယ်လိုက်ရမှာတစ်ခါလေးချိုင်းမူပါရှင်နေလည်းအကုန်ရှိရပါဒီမှာတခြားအဲ့ character တွေလည်းအများကြီးရှိရဒီဆိုင်မှာ
နောက်ထဲမှာညံ့နေတာကြီးပေါ့ကျွန်တော်ကတော်တော်လေးမှုေပြီးမှဝယ်တာပေါ့နေတော့လူချင်းတဲ့ကောင်တွေလည်းပြန်သိမ်းခဲ့တာမရှိခဲ့ဘူးပြန်ရောက်တော့နောက်တစ်ခါတော့မရှိတော့ဒီဦးဆွဆိုလည်းတော်တော်လေးလာကျွန်တော်69တန်းနေပဲကျွန်တော်အဓိကယူခဲ့တာဒီကောင်လေး3ခု4ခုခု9ခုရှိဘူးလို့တော့ကျွန်တော်ဝယ်လာပေါ့နေတော့အေးနဲ့ဟိုကောင်လေးဘာလို့ဖယ်ခဲ့လဲကျွန်တော်နားမလဲဘူးဈေးကြည့်လို့ပဲနေမှာပါအဲ့ဒါကျွန်တော် final decision တော့ဒီကောင်လေးကိုဝယ်လာဝါနိုကကောင်ဒါကတော့နောက်တစ်ဆိုင်ပေါ့ဒါပေမဲ့ခုကတော့အိဆိုင်မရှိတော့ဘူးသူတို့ပိတ်သွားပြီဒီဆိုင်မှာလည်းလိုပဲ bandage ရုပ်လေးပေါ်တယ်ပေါ့အရင်တော့ bandage ရုပ်လေး KFC ပါညာအဲ့လိုမျိုးဒီဘက်ကတော့ဒီဆိုင်ကတော့အရင်တော့မရှိဘူးပေါ့ဒါပေမဲ့နည်းနည်းလေးတွေပဲခုတစ်ခေါက်တော့သူတို့ပိတ်သွားတယ်အဲ့တော့ဒီဝါသနာသူတငယ်ချင်းတွေဒီဆိုင်တော့ဝင်လို့မရဘူးဆိုင်ချင်းမရှိရတယ်ဒီဆိုင်ပိတ်ရတဲ့ဆိုင်ထဲမှာတော်တော်လေးစုံနေပေါ့ပစ္စည်းတွေအဲ့ဒါလည်းကျွန်တော်လည်းလဲထွက်သွားပါပြီသုံးဒီကြီးပဲတော့အားလုံးကျေးဇူးတင်ပါတယ်